ဒီကိုယ်နေရာကိုကပင်းแตกกระเบื้องแตกบ่เนาะแตกကလာတဲ့စီအကင်းကနေပြီးတော့ပြန်လဲကျွတ်ဆိုလိုက်တယ်ဗျဒီနေ့မှာတော့ကျွန်တော်အခန်းမှာရှိတဲ့အရာတွေကိုထိုင်းလို့ဘယ်လိုပြောမလဲဆိုတာအတူတူလေးလာကြမယ်ပေါ့နော်ဒါကိုဒီပြင်ကြီးပေါ့နော်ဖနံလို့ခေါ်တယ်ဖနံမျက်နှာချက်ကို fra လို့ခေါ်တယ်ပေါ့နော် fra ဒီမှာမျက်နှာချက်ကိုတချို့ကဖေဒန်လို့လည်းခေါ်တယ်ပေါ့နော်ဖေဒန်ပြတင်းပေါက်ကိုကျတော့หน้าต่างပြတင်းပေါက်ဖွင့်နေတယ်หน้าต่างเปิดอยู่หน้าต่างเปิดอยู่ပြတင်းပေါက်တော့ပိတ်ဆိုလို့ရှိရင်တော့ပိုက်ပိတ်หน้าต่างလို့ပြောတယ်ပေါ့နော်ဒါသိရမလားဒါကိုใส่ไฟလို့ခေါ်တယ်ပေါ့နော်ဒီရှေ့မှာကျတော့သူပြီးလို့ရှိရင်ပလက်ပေါက်ထဲမှာပေါ့နော်အဲ့ဒီပလက်ပေါက်ကိုကျတော့ဘယ်လိုခေါ်လဲသိလားဗျပြီးရင်လည်း comment မှာရေးခဲ့လို့ရတယ်ပေါ့နော်ဒါကိုห้องน้ำလို့ခေါ်တယ်ပေါ့နော်ห้องน้ำဆိုတာအိမ်တာခန်းလို့ပေါ့နော်ဒါမှမဟုတ်ရေချိုးခန်းလို့လည်းပြောတယ်ပေါ့နော်ห้องน้ำဒါသိလားဗျဒါကိုကျွေပြားကိုဘယ်လိုပြောမလဲကျွေပြားကိုကာဘင်းလို့ခေါ်တယ်ပေါ့နော်ကာဘင်းโอเคကျွေပြားကတ်တယ်ကိုသူကပူကာဘင်းပေါ့နော်ပူကာဘင်းကျွေပြားကတ်တယ်အဲ့ဒီကိုယ်နေတာကိုကာဘင်းแตกပေါ့နော်แตกဒါလုံးဝကွဲသွားတယ်ပေါ့နော်ဥပမာဒီလိုကွဲတော့ကွဲနေတယ်ပေါ့နော်အဲ့လိုကွဲတွေချီအဲ့လိုကွဲနေတာကိုရွယ်လောင်းလို့ခေါ်တယ်ပေါ့နော်ရွယ်လောင်းသူကကွဲကြောင်းပေါ့နော်အကြောင်းဒီပြတင်းပေါက်ကရိုးတိသားနဲ့မဟုတ်ဘူးပေါ့နော်အဲ့ဒါကိုကကြုတ်လို့ခေါ်တယ်ပေါ့နော်ကကြုတ်မှန်ဆိုလို့ရှိရင်လည်းကကြုတ်ပဲပေါ့နော်ဒါကတိသားနဲ့မဟုတ်တဲ့အတွက်သူကနားတန်လို့တော့တိတ်မခေါ်ဘူးပေါ့နော်ကကြုတ်လို့ပဲခေါ်တယ်အခုကျွန်တော်လုပ်နေတာဒီလိုပေါ့နော်ဒီဆောင်းကိုမဖြောင်းလို့ပေါ့နော်အဲ့ဒီဟာလိုက်လုပ်နေပေါ့နော်မဖြောင်းဘူးကိုဘယ်လိုပြောမလို့ဆိုတော့မိုင်းတရုံတကယ်လို့တဲ့ပဲဖြောင်းပဲဆိုလို့ရှိရင်တော့တရုံပေါ့နော်ဒါမိုင်းတရုံแล้วก็ทำอีกဆိုတာထပ်လုပ်တယ်ပေါ့နော်โอเคနှစ်ဖက်ပေါ့နော်ဒီနှစ်ဖက်စုံနဲ့ဆောင်းကိုဘယ်လိုခေါ်လဲတော့မသိဘူးဒီလောက်ပဲဗျ